ဆယ်မန်ငါးမွေးမြူသူတွေဟာငါးဥတွေရဖို့အတွက်ဘာကြောင့်ငါးတွေကိုခွဲထုတ်ကြတာလဲဆိုတာသင်တွေးဖို့ပါသလားကြည့်ရတာရိုင်းဆိုင်ခတ်ထန်တယ်လို့ထင်ရပေပဲဒါဟာအသားအတွက်လုပ်တာမဟုတ်ပါဘူးဒါဟာဆယ်မန်ငါးတွေမျိုးတုံးပြောက်ကွယ်မသွားအောင်ကဲတင်နေတဲ့နီလန်တစ်ခုပဲဖြစ်ပါတယ်လုံဆောင်ပုံကတော့ဒီလိုပါသူတို့ဟာငါးမတွေစီကနေငါးဥတွေကိုထုတ်ယူပြီးငါးထီးတွေရဲ့တိုးကောင်တွေနဲ့ရောဆက်ပေးပါတယ်ခစ်မီထခွဲခန်းတွေမလိုအပ်ပါဘူးတဘာဝတရားကိုနည်းနည်းလေးကူညီပေးလိုက်ရမှာမယ်ဒီလိုဆက်ပြီးသွားရင်ငါးဥတွေကိုမြစ်ထဲပြန်ထည့်လိုက်မယ်လို့သင်ထင်းကောင်းထင်ပါလိမ့်မယ်ဒါပေမဲ့မဟုတ်ပါဘူးတောရိုင်းဆယ်မန်ငါးတွေဥချတဲ့တဘာဝပတ်ဝန်းကျင်နဲ့တူအောင်ကြောက်စရစ်ခဲလေးတွေခင်းထားတဲ့လင်ပန်းတွေကိုအသုံးပြုပြီးအတုယူဖန်တီးပေးကြပါတယ်ရတပတ်တာအနေငယ်ကြတဲ့အခါမှာတော့ဆယ်မန်ငါးပေါက်လေးတွေပေါက်လာပါတယ်သူတို့လေးတွေဟာတောရိုင်းတဘာဝမှာရှင်သန်မှုတစ်ကိုနှုတ်နဲ့လွန်ပါသေးတယ်အခါအကောင်တွေကသူတို့ကိုချက်ချင်းစားပေးကြပါလိမ့်မယ်ဒါကြောင့်သူတို့ကိုတန့်ရှင်းပြီးအပူချိန်ထိတ်ချောင်ထားတဲ့ကန်တွေနဲ့ကြီးပြင်းစေပါတယ်နည်းနည်းပိုကြီးလာတဲ့အခါမှာတော့ပိုကျဲတဲ့ကန်တွေစီပြောင်းရွှေ့ပြပါတယ်လုံလောက်တဲ့ကြန့်ဖိတ်မှုရှိလာပြီဆိုရင်တော့သူတို့ကိုမြစ်ထဲတွေပြန်လွတ်လိုက်ပါတယ်တကယ်လို့တောရိုင်းထဲမှာသာဆိုရင်တေဆုံးသွားနိုင်တဲ့ငါးတန်းများစွာဟာအခုလိုဒုတိယအကြိမ်ရှင်သန်ခွင့်ရရှိသွားကြပါတယ်ဒါဟာစားသုံးဖို့ဆယ်မန်ငါးနီပိုရဖို့အတွက်တတ်မဟုတ်ပါဘူးအစားအစာပိုရတာကအပိုစုအနေနဲ့ပါပဲတကယ်ရည်ရွယ်ချက်ကတော့ဂေဟာစနစ်ကိုကာကွယ်စောင့်ရှောက်ဖို့ပဲဖြစ်ပါတယ်အလုံးအကျွဲဖန်စီမှုရေထူးညစ်ကျဲမှုနဲ့နေထိုင်ရာနေရာဆုံးရှုံးမှုတွေကြောင့်တောရိုင်းဆယ်မန်ငါးအရှိအတွက်ဟာဆယ်စုနှစ်ပေါင်းများစွာတည်းကစက်တိုက်ကြော့ဆင်လာခဲ့တာဖြစ်ပါတယ်